ရှိပါစေစိတ်ဆင်းရဲခြင်းကင်းပါစေကိုယ်စီကပ္ပဒေါသခတ်သိလိုအဖြစ်ကိုကြောက်ပါခြင်းဖြင့်ယုံနာပထမဒုတိယတတိယကတိညတိသုံးရင်းရောက်အောင်ဘုရားယရနာဘုရားယရနာသံဃာယရနာယရနာနဲ့သုံးနာပေါင်းလို့အယုံကြည်အမိမြတ်လက်ဆုံးလို့ရှင်ကိုပူဇော်ဘုရားမှန်ချောရောဝိုင်းရှင်ပါနာသံဃာမြတ်ဆုံးယရနာဟုဆိုအပ်သောယရနာမြတ်သုံးပါးတို့အားယူသည်မြတ်နှုတ်လက်ဆုံးမူ၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြရသောကုသိုလ်ကံစေရနာအပေါင်းတို့ကြောင့်ဘိယံအန္တရာယ်အမျိုးမျိုးအနှောက်အယှက်အမျိုးမျိုးအတားအဆီးမျိုးမျိုးချုပ်ချယ်မျိုးမျိုးရှုပ်ထွေးမျိုးမျိုးတို့မှအခါခသိကင်းလို့ငြိမ်းကြဘုံသည်ဖြစ်၍ကောင်းကျိုးချမ်းသာကြတဲ့မင်္ဂလာများတနေ့တခြားជីវတုဒ္ဒအောင်မြင်ကြပြီးကျမ်းကျမ်းမာမာချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်ဖြင့်အာဟုဇေယကောင်းမှုကိုယ်ပိုင်တရားများတနေ့တခြားတိုးပွားလာအောင်ကြိုးစားအားထုတ်နိုင်လွယ်ကြကာဆင်းရဲခတ်သိမ်းလွတ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်ချမ်းသာကိုလွယ်ကူသောဖြင့်လင်းမြန်သောအသိဉာဏ်ဖြင့်မျက်မှောက်ပြုလွယ်ရလွယ်နိုင်ကြပါစေကုန်သတည်းဒီနေ့တပေါင်းလာခြင်းနေ့ဆိုတော့ကိုယ်အထိတ်ချမ်းနဲ့ပဲ၈ပါးသီလဆောက်တည်ကြမယ်နော်မှန်ပါဗျာအဟံဗန္တိပိတရဏိနတဟအထင်္ဂသမဏံကတံဘောဓထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒီထမေဗန္တိဒုတိယံဝိတတိယံဝိအဟံဗန္တိတိတရဏိနတဟအထင်္ဂသမဏံကတံဥဘောဓထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒီထမေဗန္တိရှာမဟံဝဒာမိတံဝတိထနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဒုတိယံပိဗုဒ္ဓံတရဏံဂေသာမိဒုတိယံပိဓမ္မံတရဏံဂေသာမိဒုတိယံပိသံဃံတရဏံဂေသာမိဒုတိယံပိဗုဒ္ဓံတရဏံဂေသာမိဒုတိယံပိဓမ္မံတရဏံဂေသာမိဒုတိယံပိသံဃံတရဏံဂေသာမိတတိယံပိဗုဒ္ဓံတရဏံဂေသာမိတတိယံပိဓမ္မံတရဏံဂေသာမိတတိယံပိသံဃံတရဏံဂေသာမိတတိယံပိဗုဒ္ဓံတရဏံဂေသာမိတတိယံပိဓမ္မံတရဏံဂေသာမိတတိယံပိသံဃံတရဏံဂေသာမိတိတရဏဂမနံပရိဘုံနံဘာနာတိပါဒာဝေရမဏိသေခာဝရံသမာတိယာမိဘာနာတိပါဒာဝေရမဏိသေခာဝရံသမာတိယာမိအာဒိနာဒါနာဝေရမဏိသေခာဝရံသမာတိယာမိအာဒိနာဒါနာဝေရမဏိသေခာဝရံသမာတိယာမိအာဗျမစရိယာဝေရမဏိသေခာဝရံသမာတိယာမိအာဗျမစရိယာဝေရမဏိသေခာဝရံသမာတိယာမိမုဒ္ဒဝါဒဝေရမ
မဏိတေခာဝရံသမာဓိယာမိသူရာမေရယမေဇဗမာရဌာနာဝေရမဏိတေခာဝရံသမာဓိယာမိဝိကာလဘောဇနာဝေရမဏိတေခာဝရံသမာဓိယာမိနိစ္စဝိဒာဝါဒိဒာဝိတုကဒသနာမာလာကန္တာဝိလေပနာဓာရဏမန္တနာဝိဘုဒနာဌာနာဝေရမဏိတေခာဝရံသမာဓိယာမိဥစ္စာတေယနာမဟာတေယနာဝေရမဏိတေခာဝရံသမာဓိယာမိဥစ္စာတေယနာမဟာတေယနာဝေရမဏိတေခာဝရံသမာဓိယာမိနေထိုင်ကြကုန်သောမိသားစုများနှင့်တကားလူအပေါင်းနာပေါင်းသတ္တဝါပေါင်းတို့သည်ဘေးရန်ခတ်သိကင်းကြီးကြပါစေကြောင်းကြခတ်သိကင်းကြီးကြပါစေဆင်းရဲခတ်သိကင်းကြီးကြပါစေဥပံခတ်သိကင်းကြီးကြပါစေကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြေပါစေဖေယတရားသံဃာအဖြစ်သုံးပါးယရနာလောကမှာမှန်စွာအမြတ်ဆုံးပါ၏ဖေယတရားသံဃာအဖြစ်သုံးပါးယရနာငါကူမှာကောင်းစွာကိဝနေသီလရှိဖြာငါကူမှာကောင်းစွာပြည့်စုံနေတတ္တခုရာမမြတ်တာလိန်နာမူရာကင်းစင်ပေနေလွယ်ညစွာပဏ္ဏတာမြင့်မြတ်နေရာရှောင်၍နေဤသူပြောကြမှန်စကားချာမာဤကိုမာယောဂကင်းကွာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဤသူပြောကြမှန်စကားချာသင်တို့ကိုမာယောဂကင်းကွာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဤသူပြောကြမှန်စကားချာလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြေပါစေဣဒရဏေနတဟထေငသမနကတံဘောဓထသီလံဓမ္မံသာရုကံကတဝါအပမထေနသံပါတိထာ